ဒီမနက်ကဆံမြားကျော်စားပြစ်တယ်ဆံမြားကျော်ရဲ့ရာဇဝင်ကိုပြီးတော့မှပြောပြမယ်အခုပဲတီကျင်လေးအကြောင်းပြောပြမယ်ကျွန်တော်မနေ့ကတော့အဲဈေးအရှိမြောက်ဖက်ထိပ်မှာပဲမောက်ချင်းလေးရယ်နံပါတ်ချင်းရယ်ပေါ့နော်နံပါတ်ချင်းရယ်အချင်းတယ်လေးတွေ့တာသူကိုင်းနဲ့တွေ့တာတော့တန်အဲ့နဲ့ကျွန်တော်ဆန်းပြီးတော့မနေ့ကတော့900ဘူးစီလာမသိဘူးဆန်းပြီးတော့ဝယ်တော့ဒီပဲမောက်ချင်းလေးရောအဲ့နံပါတ်ချင်းလေးရောတော်တော်ကောင်းတာသူကတဘာဝအချင်းပဲဟိုကျွန်တော်တို့အချင်းမှုန့်နေပါနေမဟုတ်ဘူးအချင်းမှုန့်နေနေဆိုလို့ရှိရင်စားလိုက်တယ်ဆိုလို့ရှိရင်ချင်းတယ်လို့ခံစားပြီးမှခါတယ်တကယ်လေခါတယ်အဲ့တော့သူ့ရဲ့ချင်းမကလေးကကောင်းတော့ဒီမနေ့လည်းကြာအောင်ပဲမောက်ချင်းကို1000ဘူးနံပါတ်ချင်းကို1000ဘူးနောက်ပဲပင်ပေါက်ကို1000ဘူးပေါ့နော်အဲ့ဒါဝယ်ပြီးတော့အားပေးလာခဲ့အားပေးသူ့ပြီးစကားတွေပါလည်းပြောလာခဲ့တာပေါ့နော်ဒီနုရဲ့ဆံမြားကျော်ကဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့ရာသဝင်ကကျွန်တော်နေတိုင်းကောင်းတယ်လေဆံမြားရယ်မုံဟင်းကားရယ်ပုံတို့ကခောက်ဆွဲရပေါ့နော်ကျုံခောက်ဆွဲအဲ့တော့ဒီမှာကဆံမြားစားတဲ့လူရန်နေတယ်ဥပမာညခောက်ဆွဲလို့ပြောလိုက်ပြီဆိုတာ ਨੇ အဲ့လူကအောက်သားပဲတဲ့ကျွန်တော်ဘက်မှာခောက်ဆွဲလို့ပြောတာဟိုဒီဘက်ကခေါ်တဲ့ခောက်ဆွဲကိုကြားတယ်ကျွန်တော်လည်းခြုံခောက်ဆွဲလို့ခေါ်တာအဲ့တော့ညခောက်ဆွဲနဲ့တပွဲဆိုရင်ဒါသိကြတယ်ဟောပဲအောက်သားပဲအဲ့တော့များသောအားဖြင့်ကအဲ့ဒီကျွန်တော်တို့ကပုံမှန်နည်းနည်းပဲယူတာပေါ့နော်ဆံမြားကိုခဏနည်းနည်းပဲယူတာဒါပေမဲ့တချို့နေ့တွေကြာလို့ရှိရင်ဆံမြားစားတဲ့လူနေတာပေါ့နော်ဆံမြားစားတဲ့လူနေတဲ့ခါကျတော့ကျွန်တော်တို့ကပို့တယ်နည်းနည်းပို့တယ်ဥပမာထားပါတော့5ချက်သားတို့10သားတို့ဘာတို့15ချက်သားတို့အဲ့လိုမျိုးလေးပို့တယ်အဲ့အမျိုးဆိုကျွန်တော်တို့ကဘူးလေးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့ကကျွတ်ကလေးနဲ့ဖြစ်ဖြစ်ထုတ်ပြီးတော့ကျွန်တော်တို့က freezer ထဲထည့်ထားတယ် freezer ထဲထည့်ပြီးတော့နောက်ဆုံးများလာပြီဆိုလို့ချင်းကျွန်တော်တို့ဒီလိုဆံမြားကြော်စားတာအခုပြထားတဲ့အတိုင်းပဲအဲ့တော့တချို့ရက်ဆိုလို့ချင်းဂျုံခောက်ဆွဲပို့တယ်ဂျုံခောက်ဆွဲပို့လို့ချင်းအဲ့လိုပဲထုတ်လိုက်တယ်ထုတ်ပြီးတော့ဘူးလေးနဲ့ဖြစ်ဖြစ်ထည့်ပြီးကျွန်တော်တို့ကရေခဲတက်တာထည့်ထားတယ်များလာပြီဆိုတဲ့အခါကျတော့မှကျွန်တော်တို့4ယောက်ပေါ့နော်4ယောက်တစ်ခါကျရင်တငယ်ချင်း1ယောက်ရှိသေးတယ်တငယ်ချင်း1ယောက်လာတော့စားမယ်ဆိုတော့မှအသားလေးပါလေးနဲ့အဲ့ကောင်ခောက်ဆွဲကြော်စားပြတာမုတ်ဖက်လည်းအဲ့လိုပဲမုတ်ဖက်လည်းကျွန်တော်တို့ပို့တယ်မလားပို့တယ်ဆိုလို့ရှိရင်ထုတ်ပြီးတော့ရေခဲတက်တာထည့်ပြီးလို့ချင်းနောက်ရက်ဥမာကိုကတို့တွေမနှက်စာကိုမွေးငါစားကြမယ်ဟေးဒါမှမဟုတ်လို့ချင်းညနေအိယာနိုးလာလို့ဘိုက်စားပြီးဟေးဆိုလို့ချင်းအဲ့ဒီမုတ်ဖက်တွေကိုကျွန်တော်တို့ကရင်းနှီးဖြောပလိုက်တာရင်းနှီးဖြောပြီးတော့မွေးငါပတ်နဲ့စားပြတာအဲ့တော့လေជីနွေးအိမ်မှာလေပြစ်เสียအသိမရှိဘူးပြည့်ရတာတွေကဘာရှိလဲဆိုတော့ကြက်တုံကွန်နဲ့စပလင်းအခွန်လောက်ပဲရှိနေလားအဲ့တော့ကျွန်တော်တို့ရောင်းတဲ့အစားအစာတွေကိုကျွန်တော်တို့ကိုယ်တိုင်လည်းစားပါတယ်မစားခင်မှာလည်းကျွန်တော်ကအရန်တတိထားတယ်အစားအသောက်ကတော့ food safety ကတော်တော်အရေးကြီးတာကျွန်တော်ကောင်းကောင်းသိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမုတ်ဖတ်တွေခောက်ဆွဲတွေဒီဂျုံခောက်ဆွဲဘက်တွေထဲမှာစီးတွေပါတွေပါမှာကျွန်တော်လည်းရမ်းကြောက်တယ်အဲ့ဒီကောင်တွေစားရင်ကင်ဆာဖြစ်မှာတဲ့ကျွန်တော်လည်းသိတယ်ဆိုတော့အဲ့ဒါတွေမပါဘူးလို့ယူစားရတဲ့ကျွန်တော်ရဲ့အတိအရာပေါ့နော်ယူစားရတဲ့စိုးစားနေပြီးတော့ကျွန်တော်ယူပြီးတော့ကျွန်တော်စမ်းတယ်ဒီကောင်တွေကိုစမ်းမစမ်းကြီးကလည်းလွယ်လေးကွာဒီမှာကျွန်တော်တို့ဥပမာမကုန်ဘူးမလားအပြင်မှာပြစ်ထားလိုက်ပြင်းဝင်ရသည်ဦးလို့နော်အပြင်မှာပြစ်ထားလိုက်စေးပါတဲ့ဟာလေမနှက်ဖန်လဲမနန်ဟိုပုံစံလည်းမပြတ်ဘူးမနန်လည်းမနန်ဒီတိုင်းလေးပဲကော့စင်လေးဆေးမပါတဲ့ဟာလေအယောင်လေးညိုသွားတယ်ပြီးလို့ရှိရင်အနိုင်ကြီးကလည်းဟောင်းတက်လာတာအဲ့ဒါပြင်းဦးလင်ရဲ့ညာဘက်နော်ပြင်းဦးလင်ရဲ့ညာဘက်ဆိုတာတော်အေးတယ်ဒါຫນွေဘက်တောင်မှတော်အေးတာမခံဘူးတကယ်မခံဘူး
အဲ့တော့အဲ့လိုမျိုးမခံတဲ့မုတ်ဖတ်တွေကိုကျွန်တော်တို့ကသုံးပြီးတော့ကျင်းနွေးအိမ်မှာရောင်းပါတယ်ရောင်းလဲရောင်းပါတယ်ကျွန်တော်တို့စားလဲစားပါတယ်အဲ့ကြောင့်တကယ်လို့ကိုကဟောပေါ့နော်မုံဖတ်ကိုအရန်တန်နေရဖြစ်လို့ငါတော့လုံးဝမယုံဘာလို့ညာဟုတ်ဆိုရင်တော့အဲ့ဒါတော့မုံဖတ်နဲ့မစားနဲ့ကျွန်တော်တို့ဒီဟင်းရည်လေးပဲတောင်းရင်တော့ဟင်းရည်တို့ငါးချစ်ကျော်တို့ပဲကျော်အကျော်လေးတွေပေါ့နော်အားလေးနဲ့လည်းတောက်လို့ရပါတယ်ပဲကျော်ပူးကြီးကျော်စက်သွန်ကျော်ငါးချစ်အကုန်လုံးကကျွန်တော်ပဲစီနေပဲကျော်တာပါစိတ်ချလက်ချလာပြီးတော့စားလို့ရပါတယ်ကျွန်တော်တို့မနက်6နာရီခွဲရနေပြီးတော့7ခွဲထိမနက်ပိုင်းဖွင့်ပါတယ်ညနေပိုင်းဆိုရင်4နာရီကနေပြီးတော့9နာရီထိဖွင့်ပါတယ်တကယ်လို့အဲ့ဂျားတွေထဲမှာလာခြင်းနဲ့အချိန်ကျော်ပါတာတို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်43113238ကိုတစ်ချက်ဆက်ပေးပါကျွန်တော်တို့အဆင်ပြေအောင်တတ်နိုင်ဆုံးလုပ်ပေးပါမယ်အဆင်မပြေဘူးဆိုလို့ရှိရင်တော့လေကျွန်တော်ကောင်းကောင်းမွန်မွန်နဲ့ပြောပြပါမယ်နော်လာခြင်းလာတိုင်း23 24ပြက်တုံးလက်တုံး23 24မှာကျွန်တော်2ရက်နားပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ဒါလေးပြအောင်စားလိုက်အောင်ပါပိတ်ချင်နေနဲ့တော်တော်ကောင်းတာစိတ်ကောင်းတယ်တွေ့စား